ချစ်ချင်းကြောင့်ဖြစ်တဲ့ပူလောင်မှုလောင်ကျွမ်းမှုဟာတတောင့်တတမဟုတ်ဘူးလို့ပြောတာပြင်းပြင်းထန်ထန်ပူပူလောင်လောင်ခါခါတီးတီးသွားတာဒါကိုနားလည်ဖို့လိုတယ်နော်ချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲမှုဟာတတောင့်တတမဟုတ်ဘူးတို့ဒီနေ့မှာဦးဇင်းတို့ချစ်ချင်းကြောင့်ဒုက္ခရောက်တယ်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာကိုလူတွေဟာတွေးမိခဲ့တယ်များသောအားဖြင့်ချစ်စရာခင်စရာတွေနဲ့ချစ်နေခင်နေရရင်တာယာမှုကြည်နူးမှုအပြည့်နဲ့နေရတယ်လို့ထင်နေကြတာချစ်ခင်နှစ်သက်မှုမျက်နှာမှုဟာပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ပဲလူအများစုကထင်နေကြတာတကယ်ကအဲ့လိုမဟုတ်ပိယတော်ဇာယတိတော့ပိယတော်ဇာယတိဗျာချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်အန္တရာယ်ဆိုတာဖြစ်ရတယ်ဒီချစဉ်းစားကြည့်လက်တွေ့တရားဓမ္မတို့ရဲ့စိတ်ထဲမှာပူလောင်နေရတာပင်မနေရတယ်တော်တော်များများကရှေ့ရတဲ့မျက်နှာရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ပဲပူနေကြတာဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားတတကရွာသူကြီးတယောက်မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့မိကွန်းတစ်ခုမေးတယ်မေးတဲ့မိကွန်းလေးကအရန်တန်ဖို့ရှိပါတယ်အရှင်ဘုရားတဲ့တရားတနားရီတောင်ကြောသွားပြီပြောတယ်တဲ့အများကြီးရှိသေးတယ်အမေးတယ်ဆိုတော့ပြောလဲစားတော့ဆုံးအောင်ပြောရတော့မှာပဲဟုတ်လားပြီးမှလူရင်းကိုချုံချရတော့မှာပဲဟုတ်လားအမေးတယ်ဆိုတော့မြတ်စွာဘုရားတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲဟုတ်အရန်အရေးပါတဲ့မေးခွန်းတော့ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ဟောငါပြောမယ်အဲ့လိုပြောတဲ့အခါမှာအတိတ်ကာလတုန်းကဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်တယ်လဲဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင်အဲ့ဒါငကိုတုန်းကဖြစ်ခဲ့တဲ့ကိစ္စပါလို့တခါကြီးကယုံကြည်မှယုံမေးတယ်ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမယ်ဆိုရင်နောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပေါ့ရင်ပေါ့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့အခုလုံးလုံးစင်ဟုတ်လားဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမယ်ဟုတ်စကားပြောဘယ်လောက်ကျွမ်းကျင်လဲစဉ်းစားတော့ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့တင့်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမယ်တဲ့လောက်စိတ်ဝင်စားတဲ့ကောင်ပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့တင့်ကိုငါမေးမယ်အဲ့ဒီတခါကြီးကဥရဝေလကပ္ပမှာနေကုန်းရွာမှာနေတာဟောဒီဥရဝေလကပ္ပမှာတစုံတယောက်ဒုက္ခရောက်လို့ရှိရင်သင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ဒါကြောင့်လို့တယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖျားလို့တယောက်ယောက်အကြီးကျယ်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလိုတယောက်ယောက်ရှိသလားတဲ့ဟာရှိပါတယ်ဗျာတဲ့တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးတယ်ဘယ်လိုပြောလို့ရှိတယ်အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့သင်ဒုက္ခမရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ကိုရှိသလားတဲ့အဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ်တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလားရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးကိုရှိတာပဲလေတချို့ဘယ်သူဘလို့ပဲဒုက္ခရောက်နေနေပေါင်းနေနေလှမ်းနေတယ်ကိုလည်းဘာမှမဆိုင်တာလေဘာမှကိုမှဒုက္ခမရောက်အဲ့လိုလိုကမရှိဘူးလားရှိတယ်အဲ့တော့မြတ်စွာဘုရားဘာပြောလဲဆိုတကယ်အဲ့လိုဆိုစဉ်းစားတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့သင်ဒုက္ခရောက်ရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့သင်ဒုက္ခမရောက်ရဘူးတဲ့အဲ့ဒါလို့ဘာလို့ကိုယ်ပြချာနာနေရတယ်လေသူ့ပဲပြင်မေးတာတော့အဲ့ဒါတို့ဘယ်လိုပြောတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှိုးရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့တပည့်တော်ဒုက္ခရောက်ရတာပေါ့ဒီလိုချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူဘယ်လောက်ပဲရောက်နေတယ်အဲ့ဒါတပည့်တော်ဒုက္ခရောက်စရာအကြောင်းမရှိဘူးတဲ့အဲ့လိုဆိုရင်တခါကြီးတဲ့သင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတာသင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲလောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းလို့ရလားမရဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဗာထက်ပြီးတော့ပြောလိုက်တော့ဆိုတော့တခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြတာအဲ့တော့တခါကြီးကပါပြောလို့ဆိုမှန်လိုက်တာဗျာ